မိတ်ဆွေရဗျာပတ်စံလည်းအများကြီးမသုံးနေဘူးဗျာ30ပတ်ချလဲမှာနောက်ဆုံးထွက် gaming hand ဟဲတဲ့ရုပ်ထွက်လန်းလန်းလေးနဲ့ performance ကောင်းတာလေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြပေးမယ် gaming hand ဟဲလေးကိုမိတ်ဆွေအဆုံးထိကြည့်ပေးပါမင်္ဂလာပါကျွန်တော် VM Mobile Shop ပါအခုကျွန်တော်အရှိမပြပေးထားတဲ့ဆက်လေးက Lenovo ကထုတ်ထားတဲ့ Lenovo Legion Go S ဆိုတဲ့ model လေးဖြစ်တယ် CPU က AMD ရဲ့ Ryzen Z2 Go ဆိုတဲ့ CPU ကိုသုံးထားတယ်display က8လက်မအောင်မှာကျွန်တော်တို့ VR display လေးကိုသုံးပေးထားတယ်။နောက်တစ်ခုကျွန်တော်တို့ battery က 55.5 watt hour ပါမယ်။ပြီးသွားရင် Hall effect joystick controller ဖြစ်သွားမယ်။နောက်တစ်ခုကျွန်တော်တို့ဒီအနောက်ကဒီ trigger လေးတွေကိုလည်း adjust လုပ်လို့ရတဲ့ function အသစ်ကလေးလည်းပါလာတယ်ပေါ့နော်။ဒီကောင်လေးဆိုလုံးဝအသစ်တိုင်းလေးမိတ်ဆွေသုံးရမယ်။နောက်တစ်ခုကကျွန်တော်တို့ဘူးပစ္စည်းစုံမှာ battery ဟက်ကလုံးဝအပြည့်ကျန်သေးတယ်ခင်ဗျ။battery ဟက်လုံးဝအပြည့်လေးနဲ့သုံးရမယ်။ဒါလေးဆိုရင်သူ့ရဲ့ original အသွင်ကြိုးလေးဖြစ်ပါတယ်။ဒါလေးကတော့ဆက်ကလေးဖြစ်ပါတယ်ဆက်ကလေးကဗျာ Legion Go S ကဘယ်လိုလူတွေအတွက်အဆင်ပြေလဲဆို ROG အလိုင်းလောက်သုံးမဲ့လူတွေအတွက်ကို ROG အလိုင်းလောက်မသုံးမဲနဲ့နည်းနည်းလေးထပ်ပို့သုံးလိုက်တာနဲ့ဒါမျိုးရုပ်ထွက်လန်းလန်းလေးနဲ့ဒီ latest ပေါ့နော် latest ဖြစ်တဲ့ကျွန်တော်တို့ game set အလန်းလေးတစ်လုံးရမှာဖြစ်ပါတယ်အခုချိန်မှာ gaming hand တွေကဈေးတွေအရန်တက်နေတယ်အထဲတွေက SSD ဈေးတွေ RAM ဈေးတွေကကဘာနဲ့အလိုက်ကိုတက်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရောင်းချပေးတာကျွန်တော်တို့ဆိုင်ရာ set လေးတွေကတော့အမြဲတမ်းအတန်ဆုံးဈေးနှုန်းလေးတွေနဲ့ပဲကျွန်တော်ရောင်းချပေးတာဖြစ်ပါတယ်ဒီ Lenovo Legion Go S RAM 16512လေး CPU က Z2 Go နဲ့ကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးလေးက24,500နဲ့ပဲရောင်းချပေးမယ်ကျွန်တော်ရဲ့ customer တွေလက်ဦးတဲ့လူရပါမယ်တစ်လုံးပဲရှိပါတယ်ကျွန်တော်မှလည်းအများကြီးမကျန်တော့ပါဘူးဒီကောင်မှာ function အသစ်ကလေးကကျွန်တော်တို့ဒီမှာ trigger ကိုကျွန်တော်တို့ချိန်ပြီးတော့လုပ်လို့ရတယ်အမှားကြိုက်တဲ့လူအပြော့ကြိုက်တဲ့လူကြိုက်တယ်လို့လုပ်လို့ရတယ်နှစ်ဖက်လုံးမှာပါတယ်ဆက်ကလေးကတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီကောင်ဆို latest ဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်တို့ latest ဖြစ်တယ်အရှိမဘာမှ customer လုံးဝမတုံးထားတဲ့အလုံးဖြစ်တယ်လုံးဝအစ်စ်တိုင်းကိုဗျာ second စီးနဲ့ရမှာဆိုတော့တော်တော်လေးတန်ပါတယ်လက်ရှိကျွန်တော်ခုပြသွားတဲ့ Legion Go S လေးကိုကျွန်တော်ရဲ့ chip customer တွေကြိုက်နေတတ်တယ်ဆိုရင်တော့တစ်လုံးပဲရှိတဲ့အတွက်လက်ပြန်မှုတော့လုံးမယ်ထုံးစံတိုင်းကြိုက်တယ်ဆိုရင်ကျွန်တော်တို့ VM Mobile Shop မှာစိတ်တိုင်းကြလာရောက်စမ်းသပ်ဝယ်ယူအားပေးနိုင်သလိုနေဝေး customer များအတွက်လည်းလူကြီးမင်းတို့ကြိုက်နေတတ်ရအများချိုးပူများလည်းကျွန်တော်တို့ပို့ဆောင်ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ